ရွှေဘိုကပါကဲတနခါတော့ပါလာလားတဲ့ ပါဦးစေ ဟုတ်ပါပြီးတော့နေရလူတွေဆိုရင်ဆရာတို့ဘတ်စကားမရှိနိုင်ဟုတ်တယ်မလားတက်စီလည်းမရှိနိုင်ပတ်စံပြီးရင်ငွေတက်နိုင်တော့မှအငြင်းများတယ်ဘတ်စကားတွေစီးရပြီးလာတယ်ပြန်လာ စီရတော့ စိုက်ကားတွေရော စီရ တက်စီတွေရော ဒီလိုတင်တာပေါ့နော်အရင်တော့ကတော့လိုင်းကဆင်းမှာပါလေစီးတယ်ပေါ့ဆရာအဲ့ဒါနဲ့ဒီဘက်မှာအဆောင်ရောတင်တန်းကြောင်တခါလဲဆိုအိမ်ကလည်းစိတ်ချပေါ့ အဆောင်ကပမာနေ အဆောင်ကဒီအပေါ်ထဲမှာ မင်္ဂလာပါနာမည်လေးကြဲကြဲလေးမိတ်ဆက်ပေးပါအောင် အကျူးငယ်ပါ မကျူးငယ်ပဲမျိုးရလဲ ဆွေးဖို့ ဘိုးကပါကဲတနခါတော့ပါလာလားတဲ့ ပါဦးစေ ဟုတ်ပါလားနားလေးတက်တာလောက်ရှိပြီ ဆယ်ရက်လောက် 10ရက်လောက်ပဲရှိသေးတာအဆောင်နေရလားမြန်နေတာ အဆောင်ကြီး အဆောင်နေတာအသက်ဘယ်လောက်ရှိသွားရင် 25 25နှစ်တဲ့အဲ့တော့အရင်တော့ဘာလုပ်လို့လဲ အခြေခံနဲ့အိမ်မှာဆက်ချုပ်တယ် ဟောဆက်ချုပ်လုပ်ငန်းပဲလုပ်တာအခြေခံလေးအိမ်ဆိုင်လေးလားအိမ်မှာပဲလက်ခံတာအခုဒီ10ရက်လောက်မှာဘာတွေအရင်ထပ်ပို့ပြီးအမြင်လေးပေါ့နော်တုတ်တက်ပြောင်းလဲလာတယ်ဒီ10ရက်လောက် ကိုဆက်ချုပ်တဲ့ဘက်မှာပေါ့နော်နဲ့အသေးစိတ်ကြတာပေါ့အသေးစိတ်ကြပို့သိပါမယ် တင်တန်းလေးဝယ်ထားပေးရလေ အမေနဲ့မနဲ့ 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 အမေနဲ့အမနဲ့ကိုကျေးဇူးတင်စကားလေးပြောပြပါအောင်တဲ့ကြည်နေရမိနေမှာလို့ အမေရဲ့အမားတို့ဖြစ်နေခြင်းနဲ့တစ်ပိုင်းတိုင်းတရားဖြစ်အောင်ကြိုးစားပါမယ် အဲ့တော့တင်တန်းရွေးချယ်တာကြတော့ကိုယ့်ဘာသာကိုရွေးပြီးမမေတို့မမတို့ဒီကြောင်းတက်ချင်တယ်လို့ပြောတာလားတောင်မမေမမတို့ကဒီကြောင်းတက်ဖို့အတွက်ညွှန်ပေးတာလား ကိုယ့်ဘာသာကိုရွေးချယ်ပြီးတော့ကိုယ်နဲ့အဆင်ပြေမယ်ထင်မျိုးလာခဲ့ရပေါ့ အဲ့တော့ဆရာတို့ရဲ့ဒီ PF တွေကြောင်းကိုဘာကြောင့်မလို့ကျောင်းတွေအများကြီးဆရာတွေနိုင်ငံကျော်တွေအများကြီးရှိရတယ်ဒီလိုချက်ပြတာ ဟိုကတော့ပကြက်စစ်ဖြစ်တာရောပေါ့နော်လည်းအဆင်ပြေမယ်ထင်လို့ပေါ့ကိုယ့်အတွက်လေးလာပြန်ရ ဒီတော့ကျောင်းမှာဆိုငွေကြီးလည်းအများကြီးတက်တာတယ်ကဲခုနေတာထိုင်တာဆိုရင်ရောဒီမှာပဲကျောင်းဆောင်မှာပဲနေတာ ဟုတ်တယ် အဆင်ပြေရဲ့လား အဆင်ပြေတယ် လုံခြုံရဲ့လား လုံးကျုံနဲ့ ဘတ်စကားတွေစီးရပြီးလားပြန်လာ စီရတော့ စိုက်ကားတွေရော စီရ တက်စီတွေရောအဆောင်ကပမာနေ စားဒီအပေါ်ထဲမှာ ပေါ်တန်းပါတယ်ကဲအဲ့တော့ကြည့်ရှုနေတဲ့သူတွေလည်းအဆောင်နေကြတယ်ဆိုရင်ကျွန်တော်တို့ရဲ့ PFA ဒေါပုံကျောင်းဟာဆိုရင်တင်တန်းကျောင်းနဲ့အဆောင်နဲ့တွဲလျက်ဖြစ်တယ်နေတာထိုင်တာအတွက်ကောလုံခြုံမှုအတွက်ကောပညာပိုင်းဆိုင်ရာအားလုံးပြည့်စုံတယ်ပြီးတော့နေရလူတွေဆိုရင်ဆရာတို့ဘတ်စားမရှိနိုင်ဟုတ်တယ်မလား ဟုတ်တယ်ဆရာ တက်စီလည်းမရှိနိုင်ပတ်စံပြီးရင်ငွေတက်နိုင်တော့မှအငြင်းများတယ်ဒီလိုမျိုးတင်တန်းကျောင်းနဲ့အဆောင်နဲ့တွဲလျက်ထားပေးတဲ့ကျောင်းဆရာမမမီချိုးတဲ့ကျေးဇူးတင်မှတ်တရစကားလေးပြောပြပါဦးတဲ့ဒီဗီဒီယိုတွေက ဒီလိုတင်တာပေါ့နော်အရင်တော့ကတော့လိုင်းကဆင်းမှာပါလေမစီးတဲ့ပေါ့ဆရာအဲ့ဒါနဲ့ဒီဘက်မှာအဆောင်ရောတင်တန်းကြောင်တခါလဲဆိုအိမ်ကလည်းစိတ်ချပေါ့အပေါ်နဲ့အောက်ပဲဆိုတော့ဒီလိုမျိုးအရန်ဆင်ပြေရပေါ့ဆရာမကိုအရန်ကျေးဇူးတင်ပါတယ် အဲကြည့်ရှိနေတဲ့သူတွေလည်းကျွန်တော်တို့ရဲ့ PFA ဒေါပုံကျောင်းမှာဆိုရင်တင်တန်းကျောင်းနဲ့အဆောင်နဲ့တွဲလျက်ဖြစ်တယ်ဒီအတွက်ကြောင့်မို့လို့လုံခြုံတယ်စိတ်ချမ်းသာတယ်ဆရာမရဲ့ရေအောက်မှာလည်းရှိတယ်ပြီးတော့ပညာလည်းအချိန်မီညက်မဲချုပ်မဲနေရလည်းအခက်အခဲမဖြစ်တော့ဘူးပေါ့နော်ပြီးတော့ဒီကအရန်စီတယ်နော်ဈေးလန်းနော်ဈေးလန်းဆိုတော့အစားတောက်လည်းခက်ခဲဖြစ်လာ မဖြစ်ဘူး စိုက်တာစားချက်စရာလည်းမလို့ပြုတ်ကြလည်းမလို့ဟုတ်ပါဘူးစားတော့ဈေးလည်းတက်တာဒီဘက်ကလေအဲ့တော့သွားလာလေလမ်းထိပ်တွေဘတ်စကားတွေနော်ရွှေဘိုကအမျိုးတွေအဲ့လိုပေါ့လက်မနဲ့ဆက်ချုပ်အင်ဆိုင်လေးတွေဖွင့်ထားတဲ့သူတွေမလိုက်နိုင်မှာစိတ်ကူနေတဲ့သူတွေလည်းအဆောင်နေရမှာပေါ့နော်သွားလာမှာပြင်ပန်းမှာစိုးရိမ်နေတဲ့သူတွေလည်းသိကောစကားလေးပြောပြပါဦး နေရနေလာတဲ့သူတွေဆိုရင်တော့အဆင်ပြေတာပေါ့နော်အရင်ကချုပ်နေတဲ့သူဆိုရင်အခုဒီမှာလာတဲ့တော့အရင်တော့စင်တီမီတာလက်မနဲ့တင်ထားရဆိုရင်အခုစင်တီမီတာနဲ့အရန်ဆင်ပြေပါတယ်လာတက်လို့ရပါတယ်